အဲ့တော့ဆရာတို့ဒီသင်ခန်းစာတော့ဆရာတို့ကနေပြီးတော့ဒီကိုရိုက်ရှင်တဲ့စကားလုံးလေးကိုဆရာတို့ကနေပြီးတော့အကုန်မရိုက်ဘူးစာလုံးတစ်လုံးစီပဲရိုက်ပြီးတော့သူ့ဘာသူလိုပေါ်လာအောင်ဆရာတို့လုပ်မယ်ဒီမှာဆိုရင်ဆရာတို့စာအုပ်ပေတံခဲတံပေါင်းပြီးအုပ်ထုတ်တာတွေကိုဆရာတို့အပြည့်စုံရိုက်ကြရမလို့စာအုပ်ဆိုရင်စာလုံးပဲရိုက်မယ်ပေတံဆိုရင်ပါစောက်ခဲတံဆိုရင်ခါဝေးပေါင်းပြီးဆိုရင်ပါကုန်အုပ်ထုတ်ဆိုရင်အခရာဥဆိုတာလေးပဲရိုက်ဒါပေမဲ့သူ့ဘာသူအော်တိုလိုပေါ်လာအောင်ဆရာတို့လုပ်မယ်ဒါကိုဘာနဲ့သွားလုပ်မလဲဆိုတော့ conditional formatting ဆိုတာနဲ့လုပ်မယ်နော်ဒါကြတော့ပထမဆုံးကိုလုံးမယ်အကွက်လေးကိုဆရာ selection လုပ်လိုက်မယ် conditional formatting ကိုပြောမယ်ပြီးဆရာတို့ manage လုပ်ကြတယ်ဒီနေရာမှာဆရာတို့ကဒီစာလုံးမျိုးစား5မျိုးဆိုရင်ဆရာတို့ rule က5ခုထည့်ရမယ်အဲ့တော့ဆရာတို့စာအုပ်အတွက် rule တစ်ခုပေတံအတွက်တစ်ခုခဲတံအတွက်တစ်ခုပေါင်းပြီးအတွက်တစ်ခုအုပ်စုအတွက်တစ်ခုအဲ့တော့ဆရာတို့တစ်ခုစီ rule တစ်ခုစီထည့်ပထမဆုံးဆရာတို့စာအုပ်အတွက် rule တစ်ခုထည့်ပြရအောင်rule တစ်ခုထည့်မယ်ဆိုရင်ဆရာတို့ new ဆိုတော့ပြန်ယူလိုက်မယ် formula နဲ့သုံးပါမလို့ဆရာတို့ use formula ကိုနှိပ်မယ်ပြီးတော့မှဆရာတို့ formula ကိုအောက်က format value ဆိုတဲ့ပုံမှာရိုက်ချက်ပထမဆုံးဆရာတို့ညီမျှခြင်းလို့ရိုက်ချက်လိုက်ပြင်ကိုရိုက်ထက်မဲ့အကွက်လေးဒီကုန်ပစ္စည်းကိုဆရာတို့ဘယ်မှာရိုက်ထက်မှာလဲဆိုတော့ဆရာတို့ဒီကိုရိုက်ထက်မဲ့အကွက်ကိုဆရာတို့ click လုပ်အဲ့တော့ဆရာတို့ကဒီတစ်ခွက်ကိုဆရာတို့ကနေအခုဒီအကွက်တွေအကုန်လုံးတို့တခါတည်း formatting ပြီးမှာဒါပေမဲ့လို့ဒီတစ်ခွက်တည်းမှာ format ထည့်ရတဲ့ channel တွေအကုန်လုံးမှာဆရာတို့ affect ဖြစ်သွားအောင်ဆရာတို့လုပ်မှာဆိုတော့ဆရာတို့ဒီ quote selection လုပ်လိုက်တဲ့အခါပေါ်လာလဲဆိုတော့ဆရာတို့ယူလိုက်တဲ့ကွက်က D2 ဆိုတဲ့ကွက်မို့လို့ဒီမှာ$D$2 လို့ပေါ့အဲ့ဒီမှာဆရာတို့ကျန်တဲ့အကွက်တွေအကုန်လုံးဆရာတို့ formula ကဆရာတို့မပြောင်းလဲပဲနဲ့အကုန်လုံး affect ဝင်သွားအောင်ဆိုရင်ဆရာတို့ဒီမှာ$sign လေးကိုပြန်ဖြတ်ပြရမယ်ပြီးတော့မှကျန်တာကိုဆရာတို့ဆက်ရမယ်ပြီးတော့ဆရာတို့ညီညာခြင်းပဲအဲ့တော့ဆရာတို့ဒီမှာရိုက်ထဲမဲ့ကွက်ကစာအုပ်တွဲအခုဆရာတို့ format ထည့်နေတာဆိုတော့စာအုပ်တွက်ကစာလုံးပဲရိုက်ထဲမှာဆိုတော့ရိုက်ထဲတဲ့စာလုံးဒီစကားလုံးဒီစာလုံးဟုတ်မဟုတ်ကိုဆရာတို့နေစစ်ဖို့အတွက်ညီညာခြင်းတပည့်ကုတ်ထဲမှာဒီစာလုံးဆိုပြီးတော့ဆရာတို့နေပြီးတော့ရိုက်ထည့်ပြန်စာလုံးနဲ့ညီပေါ့ဆရာတို့အဲ့တော့ဒီမှာ Unicode သုံးထားတဲ့အခါကျတော့ကျတော့ဒီ Excel ရဲ့ format style ထဲမှာ formatting ထဲမှာသူက Unicode ကိုမမြင်ရအောင်ကျတော့ block 3လေးတင်နေနေပဲမြင်ရမယ်ဒါပေမဲ့ကျတော့မှန်အောင်ရိုက်ထည့်ပေးလိုက်ရင်ရတယ်အဲ့တော့အခုဒီကွန်ပျူတာအမျိုးမျိုးမှာစာလုံးဆိုတဲ့စကားလုံးကိုရိုက်လိုက်တာနဲ့ဘာလုပ်မယ်ဆိုတာကိုတော့ဒီ format ထဲမှာသူကပြောင်းအောင်အဲ့တော့ format ကိုပြောင်းformat ထဲမှာ number နဲ့ဆရာတို့ custom ရမယ်သူ့မှာဆရာတို့က customer ဆရာတို့ type အောက်က January ဆိုတဲ့စာသားလေးကိုဖြတ်လိုက်ဆရာတို့လိုချင်တဲ့ပုံစံကိုပြောင်းရင်ဆရာတို့လိုချင်တာကစာလုံးဆိုတဲ့စကားလုံးကိုရိုက်လိုက်တာနဲ့စာအုပ်လို့ပေါ်စေချင်တာဆိုတော့ဆရာတို့ဒီနေရာမှာစာအုပ်ပေါ်အောင်အတွက်ဆရာတို့ format ရေးရမယ်စာအုပ်ပေါ်အောင်အတွက်ရေးမယ်ဆိုတော့စာလုံးကိုဆရာတို့ရိုက်ပြီးသားစာလုံးကိုသူ့ကသူပြန်ပေါ်စေချင်ဆရာတို့ h ဆိုတာပေါ့ပြီးရင်ဆရာတို့စာလုံးဆိုတဲ့စာကလုံးရဲ့နောက်မှာရေးချရဲ့အားတစ်ချောင်းနဲ့ပတ်သက်အုပ်ဆိုတာသူ့ဘက်သူအလိုလိုပေါ်လာစေခြင်းဒါတော့တပည့်ကုတ်တွေမှာထည့်ရေးပြရအောင်ဒါဆိုရင်ဆရာတို့ရသူ့မှာလည်းဆရာတို့ Unicode တွေမလို့သူကဘလောက်တုံးတင်နေတယ်ဆရာတို့မြင်တယ်ဆရာတို့ OK လို့လုပ်လိုက်ဒါဆိုရင်ဆရာတို့ကစာအုပ်အတွက်ဆရာတို့ကနေ root တစ်ခုရေးပြီးတော့ဒါဒီစာအုပ်အတွက်ပဲရှိသေးတယ်ကျန်တဲ့၄ခုအတွက်လည်းဆရာတို့ထပ်ပြီးတော့ root ရေးပြရတယ်အဲဒါကြောင့် new formula ညီညာခြင်းဟုတ်ပြီ$sign လို့ပြမယ်ခုနကတော့အောင်လို့ပဲဆရာတို့ okay ပြီးရင်ညီညာခြင်းဒီတစ်ခါဆရာတို့တပည့်ကုတ်ထဲမှာထည့်ရမယ်စကားလုံးကပါလဲဆိုတော့ကျွန်တော်ပေတံအတွက်ဆရာတို့ပါးစောက်ကိုရိုက်မှာမို့လို့ဆရာတို့ကပါးစောက်လို့ရိုက်ချင်တယ်သူကတော့ဆရာတို့block 3နေနဲ့ပဲမြင်ရမယ်ပြီး format သွားမယ် custom သွားမယ်ဟုတ်ပြီဆရာတို့ပေတံကိုဆရာတို့နေတူးလိုပေါ်လောင်ရေးမယ်ဆိုတဲ့အခါကျတော့ဆရာတို့ရိုက်ထည့်လိုက်တဲ့ပါးစောက်ရဲ့ရှေ့မှာဆရာတို့တဝေထိုးဆိုတာရှိနေပြီအဲသူ့ကိုဆရာတို့တဝေထိုးတပည့်ကုတ်ထဲမှာအရင်ထည့်ရပြရမယ်တဝေထိုးဆိုတော့တူးလိုပေါ်တပည့်ကုတ်ထဲမှာရေးရမယ်ပြီးတော့မှဆရာတို့ပါးစောက်ကဆရာတို့ရိုက်ထည့်မှာဆိုတော့ h ဆိုတဲ့သင်္ကေတနဲ့ထည့်မယ်ပြီးရင်ဆရာတို့ကျန်တဲ့နောက်မှာရှိတဲ့ဆရာတို့တောင်းမှုတည်တည်တင်ဆိုတဲ့ဟာလေးကိုတော့တပည့်ကုတ်ထဲမှာထည့်ရေးပြရမယ်အားလုံးကတော့ဆရာတို့ဘလောက်တုံးနေနေပဲပေါ်မှာဆိုတော့ဆရာတို့စာလုံးပေါင်းအောင်နောက်ရိုက်ဖို့လိုလိမ့်မယ်โอเคအဲဒါကိုဆရာတို့နှစ်ခုပြီးသွားတယ်အဲ့တော့ကျန်တဲ့၃ခုတွေလည်းဆရာ formula ဆက်ရေးလိုက်
အဲ့တော့ဆရာတို့၅ခုလုံးတွေဆရာတို့ဒီ rule တွေရေးပြီးဆိုတော့သူတို့ဆရာတို့ရိုက်ထည့်ကြည့်အောင်လေကုန်ပစ္စည်းမျိုးမျိုးမှာဆရာတို့စာအုပ်ရိုက်ထည့်ဖို့အတွက်ဆရာတို့ကစာလုံးလေးပဲရိုက်လိုက်ပြီး enter ခေါက်လိုက်ဟုတ်ပြီဒီတန်းဆိုရင်ဆရာတို့ကားစောက်လို့ဟုတ်ပြီခဲတန်းဆိုရင်ပါကိုခေါင်းမှုဆိုရင်ပါကိုဖုတ်ထုတ်ဆိုရင်ဆရာ F ရဟုတ်ပြီအားလုံးဆရာတို့နိုင်ပါပြီ။နောက်ပြီးဆိုဆရာတို့ဒီအရေးအတွက်ပဲဆရာတို့ကနေပြီးတော့အရေးအတွက်မှာဆရာတို့ခဏန်းတွေပဲရိုက်ထည့်မယ်။နောက်ကစာလုံးတွေကသူ့ဘာသူပေါ်လာမယ်။သူ့အတွက်လည်းဆရာတို့ conditional formatting ရေးမယ်။ဒီလို selection လုပ်လိုက်မယ်။ conditional formatting ကိုသွားမယ်။ manage view ပြီးဆရာတို့ new ပဲပြီးရင် formula ဟုတ်ပြီ။အဲ့တော့ညီညာချင်းစာရေး။အဲ့တော့ဒီနေရာမှာကြာတော့ဆရာတို့ကနေဟုတ်ပြီ။အရေးအတွက်တွေကိုခဏန်းတွေပဲရိုက်ထည့်မယ်။နောက်ကစာလုံးတွေကသူ့ဘာသူပေါ်လာ။ဒါပေမဲ့နောက်ကစာလုံးတွေသူ့ဘက်သူပေါ်လာမယ်ဆိုတာပေါ်လာမဲ့စာလုံးတွေကျတော့ရှေ့မှာရှိတဲ့ပုံပစ္စည်းမျိုးကြီးကိုမူတည်ပြီးတော့သူမှမဟုတ်ဘူး။ဥပမာစာအုပ်ဆိုရင်အုပ်ဆိုတဲ့ဟာလေးပေါ်လာမယ်။ပေတန်းဆိုရင်6ပေါ့။ဥပမာ3ချောင်း4ချောင်း5ချောင်းခဲတန်းဆိုရင်1ဒါဇင်2ဒါဇင်စသဖြင့်အပေါင်းပြီးတော့တစ်ထည်နှစ်ထည်အဲ့လိုပေါ်လာဖို့အတွက်ကြတော့ဆရာတို့နေဘယ်ဘိုကြည့်ရမလဲဆိုတော့ရှေ့မှာရိုက်ထားတဲ့ပုံပစ္စည်းအမျိုးမျိုးကိုသူကကြည့်ပြီးတော့မှဆရာတို့နောက်ကဘယ်စာလုံးကိုပေါ်ရမလဲဆိုတာကိုဆရာတို့ဆုံးဖြတ်မယ်အဲ့တော့ဒီနေရာမှာဆရာတို့စစ်တဲ့အခါ formula မှာဒီဆရာတို့ကဘယ်ကွက်ကိုသွားစစ်မလဲဆိုရှေ့ကကုန်ပစ္စည်းအမျိုးမျိုးဆိုတဲ့ကွက်ကိုဆရာတို့သွားစစ်ခိုင်းအဲ့ကြောင့်မို့ဆရာတို့ဒီနေရာမှာရိုက်ထဲမဲ့အကွက်ကို2ရမှာမဟုတ်ဘဲနဲ့ရှေ့ကကုန်ပစ္စည်းအမျိုးမျိုးကိုဆရာတို့2ရအဲ့တော့ဆရာတို့ဒီ2ဆိုတဲ့ကွက်လေးကို2ရသူ့မှာလည်းခုနလိုပဲဆရာတို့ကဒီဒေါ်လာဆိုင်းကိုပြန်ဖြတ်မယ်ပြင်ဆရာတို့ညီရချင်းအဲ့တော့ပထမဆုံးအခုကစာအုပ်အတွက်ဆရာတို့ရေးမှာဆိုတော့ဒီကွက်လေးမှာရှေ့ကကုန်ပစ္စည်းအမျိုးမျိုးဆိုတဲ့ကွက်လေးမှာဆရာတို့ကစာအုပ်အတွက်လည်းစာလုံးဆိုတဲ့စကားလုံးကိုပဲရိုက်ထည့်မယ်ဆိုတော့စာလုံးဟုတ်မဟုတ်ကိုစစ်ခိုင်းတယ်အဲ့တော့ကျတော့တပည့်ကုတ်ထဲမှာစာလုံးရှိလားမရှိလားဆိုတော့ကျတော့စာလုံးဆိုတဲ့စကားလုံးကိုကျတော့စစ်ခိုင်းတယ်အဲ့တော့တပည့်ကုတ်ထဲမှာကျတော့စာလုံးဆိုတဲ့စကားလုံးကိုရိုက်ထည့်ပြရမယ်အဲ့တော့ဆိုလိုတဲ့အိဗယ်ကတော့ရှေ့အကွက်လေးမှာကျတော့စာလုံးရိုက်ထားသလားအဲ့တော့တကယ်လို့ရှေ့အကွက်လေးမှာစာလုံးရိုက်ထားရင်စာအုပ်ဖြစ်နေပြီမို့လို့အဲ့တော့ format ထဲမှာအဲ့လို position ကိုတွားပြီးတော့ customer ပြီးတော့အဲ့တော့အခုရိုက်ထည့်လိုက်မှာကျတော့ခဏန်းနေပဲရိုက်ထည့်မှာအဲ့ဒီခဏန်းနေနောက်မှာကိုပေါ်ခြင်းတဲ့ဟာကိုကျတော့နေပေါ်ခိုင်းမှာပေါ်ခြင်းတဲ့စာလုံးကိုကျတော့နေပေါ်ခိုင်းမှာဆိုတော့ခဏန်းတွေကိုအရင်ဆုံးပေါ်ရမယ်ဆိုတော့ခဏန်းနေအရင်ဆုံးပေါ်ဖို့အတွက်ကျတော့ခဏန်းနေပို့စားပြီးတာ0ဆိုတဲ့ဟာလေးနဲ့ကျတော့ရိုက်ထည့်0ဆိုတာကိုဘာခဏန်းရိုက်ကျတော့ရိုက်ထည့်တဲ့ခဏန်းပေါ်မှာပြီးတော့မှခဏန်းနဲ့စာကိုချားခြင်းတော့ space bar လေးချလိုက်မယ်ပြီးတော့မှကျတော့တပည့်ပုတ်ထဲမှာကျတော့ပေါ်စီခြင်းနဲ့စာတောက်ထည့်အဲ့တော့အခုကစာအုပ်အတွက်ရေးနေတာမို့လို့ကျတော့နေပြီးနောက်မှပေါ်ရမယ့်စာလုံးဒီအုပ်ဆိုတဲ့စကားလုံးလေးပေါ်မှာဆိုတော့ချောင်းကြီးပတ်သားလို့ကျတော့တပည့်ပုတ်ထဲမှာထည့်ရိုက်လိုက်မယ်ဒါဆိုရင်ကျတော့စာအုပ်အတွက်ယူရေးပြီးသွားပြီအဲ့တော့သူ့ကိုကျတော့စာအုပ်အတွက်ရေးပြီးဆိုရင်ကျန်တဲ့အဲ့တော့ပေရန်တို့ခဲတန်တို့ဘောင်းပြီးအုပ်ထုတ်အဲ့ဒါတွေအတွက်လည်းကျတော့ rule တစ်ခုတည်းရေးရမယ်အဲ့တော့ကျန် rule ပြင်မယ် formula ညီရချင်းဟုတ်ပြီအဲ့တော့ဒေါ်လာဆိုင်ရုပ်ချက်မယ်အဲ့တော့ညီရချင်းအဲ့တော့တပည့်ကုတ်တယ်ဒီကဆရာတို့ကပေတန်တွက်မို့လို့တပည့်ကုတ်တယ်မှာရှိရမယ့်စကားလုံးကြီးပါစောက်ဖြစ်မယ်တပည့်ကုတ်ပြန်ပိတ်မယ် format တော့အဲ့တော့ပေတန်တွက်ကြတဲ့ခါကျတော့ဆရာတို့က0ရဲ့နောက်မှာဆရာတို့က space ချပြီးတော့တပည့်ကုတ်တယ်မှာပေတန်တွက်ကြရင်ဆရာတို့ဘာပေါ်စီညာလဲဆိုတော့တစ်ချောင်းနှစ်ချောင်းသုံးချောင်းအဲ့လိုမျိုးပေါ်စီညာမလို့ဆရာတို့နောက်မှာရိုက်ချရမှာကတဝီထုခါကွေးရပင်ရေးချငါသက်ဝဆနလုံးပေါ့ချောင်းဆိုတဲ့စကားလုံးကိုရိုက်ချရမယ်ပြီးရင်တပည့်ကိုပြန်တယ်ဒါဆိုရင်ကျတော့ပေတန်အတွက်ရပြီပဲ okay အဲ့တိုင်းပဲဆရာတို့ကျန်တဲ့ rule တွေကိုလည်းအဲ့တိုင်းဆက်ရေးလိုက်ရမယ်အဲ့ဆရာတို့ဆက်ရေးကြည့်အောင်ညီရချင်း
ဘောင်းမီတွေကဆရာတို့ပါကုန်းကိုရိုက်ထည့်ရမှာအဲ့တော့0ရဲ့နောက်ကဆရာတို့တပည့်ပုတ်ထဲမှာကြတော့ဘောင်းမီအတွက်ဆိုရင်ဆရာတို့ကထဲဆိုတဲ့စကားလုံးကိုရိုက်ထည့်ရမှာနောက်ဆုံးစုဆရာတို့အုပ်ချုပ်တယ်အုပ်ချုပ်တွေဆရာတို့ကနေပြီးတော့ဒီကုတ်ထဲမှာရှိရမယ့်စကားလုံးကအခရာဥဆိုတဲ့စကားလုံးလေးဖြစ်နေformat ထဲမှာကြတော့ဆရာတို့ကနေပြီးတော့0ရဲ့နောက်မှာ space ချပြီးတော့ဒီကုတ်ထဲမှာအုပ်ချုပ်ဆိုရင်ဆရာတို့ကတစ်ခုနှစ်ခုသုံးခုအဲ့လိုမျိုးပြချင်တော့ဆိုတော့ခုဆိုတဲ့စကားလုံးကိုဆရာတို့ရိုက်ထည့်ပြရဒါဆိုကျွန်တော်တို့ 5 ခုလုံးပြီးသွားပြီဆိုတော့ okay ကျွန်တော်ဆန်းကြည့်အောင်ပထမဆုံးစာအုပ်မှာအဲ့ဒါ10အုပ်ဟုတ်ပြီ10ဆိုရင် okay 10အုပ်လို့သူကဒီပေါ့ဒါပေမဲ့အခုဆရာတို့မပေါ်ဘူးဆိုတော့ဆရာတို့ဒီမှာ conditional formatting set လုပ်ပြန်ကြည့်အောင်ဆရာတို့ပထမဆုံးစာအုပ်တွေရေးရဒီကွက်လေးပါနော်ဆရာတို့အဲ့လိုရေးကြစာလုံးဟုတ်ပြီဆရာတို့ဒါရင်ဆရာတို့မှာခုနဆရာတို့ရိုက်တာမှာပါလို့ဆိုဆရာတို့ဒီမှာနောက်တစ်ခုကခဲတန်းဆိုဆရာတို့3ချောင်းတို့ကပေါ်မယ်ခဲတန်းဆိုရင်ဟုတ်ပြီလက်သားချင်းလို့ပေါ်အောင်မယ်ဆရာတို့ဘောင်းပြီးဆိုရင်ဆရာတို့မှာ4တယ်လို့ပေါ်အောင်မယ်အုပ်စုပ်ဆိုရင်6ခုဟုတ်ပြီအဲ့တော့ဆရာတို့ဒီညမှာဒီကွက်လေးမှာပြန်ပြီးစမ်းကြည့်အောင်အုပ်ထုံးမဟုတ်ပဲနဲ့ဆရာတို့စာအုပ်ဆိုတော့စာလုံးရိုက်တယ်6လို့ပြောင်းသွားမယ်ပေတန်းဆိုရင်ဆရာတို့ကနေပြီးတော့6ချောင်းဖြစ်သွားမယ်ခဲတန်းဆိုရင်တော့လက်သားချင်းဖြစ်သွားမယ်ဟုတ်ပြီအုပ်ထုပ်ဆိုရင်ဆရာတို့ကနေပြီးတော့6ခုပြတယ်ဟုတ်ပြီဒါဆိုရင်ဆရာတို့အားလုံးဆင်ပြီးတော့အဲ့တော့ဒါလေးကိုဆရာတို့ကိုယ့်ဘက်ကိုလုပ်ကြည့်အောင်ဟုတ်ပြီအားလုံး